Hello မနေ့ပြန်ဆိုလို့ရှိရင်ဖေဖော်ဝါရီ14ရက်နေ့ကိုရောက်ရှိလာပါပြီ။အဲ့ဒီနေ့မှာဆိုရင်တကဘာလုံးကချစ်သူတွေအိမ်တော်တွေစုံတွဲတွေအရန်ကိုတန်ဖိုးထားတဲ့ဘာလင်တိုင်းနေ့လေးတစ်နေ့ဖြစ်ပါတယ်။ဒီဘာလင်တိုင်းနေ့ကိုရောက်လာပြီဆိုတာနဲ့ချစ်သူတွေအချင်းချင်းတယောက်ကိုတယောက်အပြန်အလှန်ချောကလက်တွေလက်ဆောင်တွေပေးတယ်။ချောကလက်တွေလက်ဆောင်တွေကျွေးရင်းနဲ့အခြားသောသူတို့တန်ဖိုးထားတဲ့ပစ္စည်းတွေကိုလည်းလက်ဆောင်ပေးတဲ့နေ့လေးဖြစ်ပါတယ်။ဒီဘာလင်တိုင်းနေ့မှာဒီဗီဒီယိုကိုမြင်တဲ့သူလေးတွေကတနေ့လိုမျိုး abundant energy တွေဘာလင်တိုင်းနေ့ energy တွေကိုလက်ခံရရှိစေဖို့အတွက်တနေ့ကဒီဗီဒီယိုလေးကိုရိုက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဘာလို့လဲဆိုရင်မနှက်ဖြန်ကြားရောက်မဲ့ဘာလင်တိုင်းနေ့အတွက်ဒီကနေ့မှာတော့เนี่ยတနေ့ကိုချစ်တဲ့ကုမဲမျိုးကချစ်သူလေးကဘာလင်တိုင်းနေ့အကျိုးအနေနဲ့ဒုက္ခလေးလက်ဆောင်ပေးတာပါဒီ chocolate energy လေးကိုယူပါနော်ဒါဆိုရင်တော့မနှက်ဖြန်မှာချစ်သူတွေတယောက်ကိုတယောက် chocolate တွေလက်ဆောင်လက်ခံရရှိမှာဖြစ်ပါတယ်ဒီဗီဒီယိုမြင်တဲ့သူအပေါင်းလက်ခံရရှိမှာဖြစ်ပါတယ် chocolate မှာမဟုတ်ပါဘူး strawberry တွေလည်းချစ်ချင်းမြတ်တာအတွက်ကိုစားပြုတဲ့အနေနဲ့ strawberry ဆောင်ပေးလို့ရပါတယ်နော် strawberry ကလည်းချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့အသီးပဲဖြစ်ပါတယ်ဒါကိုလည်းကုမဲမြို့မှာနေတဲ့ချစ်သူလေးက chocolate နဲ့အတူတူ strawberry တွေကိုလည်းလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့မဟေမာနဲ့ကိုစောဝှထွတ်ဆိုရင် strawberry ချစ်သေးရှင်ဆိုပြီးတစ်ချက်လဲဆိုထားတာဖြစ်ပါတယ်ဘာလင်တိုင်းနေ့အတွက် chocolate မှမဟုတ်ပါဘူး strawberry လေးလည်းကျွေးလို့ရပါတယ်လက်ဆောင်ပေးလို့ရပါတယ်ဆိုတာပြောပြပေးခြင်းဖြစ်ပါတယ်ဒါလေးကလည်း strawberry လိုမျိုးပဲပေးလို့ရပါတယ်အင်ကြီးလေးပါဒီအင်ကြီးလေးကလည်းအရင်မိုက်ပါတယ်နော်ဒါလေးကပြောလက်ဆောင်ထည့်ပေးလိုက်တာဖြစ်ပါတယ်နော်ဒါလေးဒီအယောင်လေးကလည်းချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့အယောင်လေးဖြစ်ပါတယ်ပန်းရောင်တို့အနီရောင်တို့ဒီအယောင်လေးကချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့အယောင်လေးဖြစ်ပါတယ်ဒီကဝင်လှလှလေးကိုလည်း strawberry တွေ chocolate တွေနဲ့အတူတူတနည်းကိုချစ်တဲ့သူလေးကဘာလင်တိုင်းလေးလက်ဆောင်အနေနဲ့ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကိုတနည်းတမင်တကာရိုက်ပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုကိုမြင်တဲ့သူအပေါင်းဘာလင်တိုင်းနေ့မှာ chocolate တွေ strawberry တွေနဲ့အတူတူအခြားသောလက်ဆောင်ပစ္စည်းတွေလည်းလက်ခံရရှိစေခြင်းနဲ့ဆန္ဒနဲ့ရိုက်ပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုတွေ့တဲ့သူအပေါင်းလက်ပြန်ဘာလင်တိုင်းနေ့မှာပျော်ရွှင်ကြပါစေလက်ဆောင်ပစ္စည်းတွေလည်းလက်ခံရရှိကြပါစေရှင်တို့အတွက်ဘာလင်တိုင်းနေ့ energy ကိုပေးပါတယ်အားလုံးလက်ခံယူကြပါရှင်အားလုံးအဆင်ပြေပါစေဘာလင်တိုင်းနေ့ energy ကိုပေးလိုက်ပါပြီဒီ energy ကိုလက်ခံရရှိတဲ့သူအပေါင်းမနေ့ပြန်မှာပျော်ရွှင်ရပါလိမ့်မယ် chocolate တွေ strawberry တွေအခြားသောလက်ဆောင်ပစ္စည်းတွေလက်ခံရရှိမှာဖြစ်ပါတယ်